မင်္ဂလာပါညီမတစ်ယောက်မေးထားတယ်ပေါ့နော် Fiverr ရဲ့အကောင့်မှာ group တွေကိုဟိုက်ထားတာကိုဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်ထည့်ရမှာလဲဘယ်လိုပြန်ဖော်ရမှာလဲဆိုသူမေးထားပါတယ်ခင်ဗျအဲ့ဒါလေးကျွန်တော်လုပ်နေလေးပြောပြပေးမယ်ပေါ့နော်ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ Fiverr လေးထဲဝင်လိုက်ပါဒီ Fiverr လေးထဲပေါ့နော်ဘယ်အောင် Fiverr တော့ရှာမတွေ့တော့ဒီမှာ Fiverr လေးဝင်ပြီးပြီဆိုရင်ကိုဟိတ်ထားတဲ့သူပေါ့နော်ကိုကအတူ group ဖွဲ့ပြီးတော့ဟိတ်ထားတဲ့သူတွေဒါမှမဟုတ်လည်းပေါ့နော်ကိုတငယ်ချင်းကိုရီးစားဟိတ်ထားတဲ့သူတွေကိုပြန်ဖော်တဲ့နေပြပြပေးမှဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ပေါ့နော်ဒီ chat button လေးမှာလေအဲ့ဒီပို့လေးမှာပေါ့နော်အဲ့ဒါကိုရဲ့ password ကိုရေးထည့်လိုက်ကျွန်တော် password ကသာဆိုဟိတ်ထားတဲ့ password က33333လီလုံးအဲ့ဒါဆိုကျွန်တော်မှာ group ခွဲထားတယ်ပေါ့နော်အဲ့ဒါဟိတ်ထားတဲ့ဟာ group ခွဲထားတဲ့ဟာအဲ့ဒါပြန်ဖော်တဲ့နေပဲဖြစ်ပါတယ်နော်ဒီအောက်ကဒီလိုပဲပေါ့နော်ကိုယ်အဲ့ဒီ chat button မှာနောက်ထပ်3လေးရိုက်ထည့်လိုက်တယ်ဆိုရင်ကျွန်တော်ခုနဒီမှာဟိတ်ထားတဲ့သူတယောက်အဲ့ပြန်ဖော်မယ်ပေါ့နော်ဒီမှာအဲ့လိုမျိုးပြန်ဖော်လို့ရပါတယ်ခင်ဗျဟိတ်ထားတာလေးပြန်ပြီးတော့ဖြစ်ချင်နေဆိုရင်ပေါ့နော်အဲ့ဒီဟာလေးကြာလေးဖိထားလိုက်ဖိထားပြီးတော့အမှာပေါ့နော် delete ပေါ့နော်အဲ့ဒါလေးဖြစ်လိုက်ပါ delete နဲ့လိုက်ပါဒါဆိုပေါ့နော်ကိုကပေါ့နော်တစ်ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်သူကတော့ပြင်ပြန်ရောက်လာပြီပေါ့နော်ဒီကောက်ဖြစ်ပြီအားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ